ညာဘက်အိတ်တဲ့အခါဘယ်ဘက်ဆောင်အိတ်တာလားညာဘက်ဆောင်အိတ်တာလားညာဘက်အိတ်တဲ့အခါလူတိုင်းမှာကိုယ်ပိုင်အကြိုက်ဆုံးအိတ်ဆက်မှုပုံစံလေးတွေရှိကြပါတယ်ဒါပေမဲ့တင်ဘက်ဘက်ကိုဆောင်အိတ်လဲဆိုတာကတင်ကျမ်းမာရေးအပေါ်မှာအများကြီးသက်ရောက်မှုရှိတယ်ဆိုတာကိုသိပါလားဘယ်ဘက်ဆောင်အိတ်တာနဲ့ညာဘက်ဆောင်အိတ်တာဘာကွာလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ဘယ်ဘက်ဆောင်အိတ်ခြင်းကျမ်းမာရေးပညာရှင်အများစုကဘယ်ဘက်ဆောင်အိတ်တာကိုပိုပြီးအကြံပြုလို့ရှိပါတယ်ဘာကြောင့်လဲဆိုတော့အစာအိမ်ကခန္ဓာကိုယ်ရဲ့ဘယ်ဘက်ချက်မှရှိတာကြောင့်ဘယ်ဘက်ဆောင်အိမ်ရင်အစာချရလွယ်ကူစေပြီးရှင်ဘူတာနဲ့အဆစ်ပြန်တက်တာကိုလျှော့ချပေးပါတယ်ခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေနဲ့အညစ်အကြေးတွေကိုစစ်ထုတ်ဖယ်ရှားပေးတဲ့စနစ်ကိုပုံမကောင်းမှုစွာအလုပ်လုပ်စေပါတယ်နှလုံးကတွင်းညှထုတ်ရတာပိုတက်တာစေပြီးတွေးလက်ပန်းမှုကိုပိုကောင်းစေပါတယ်ညာဘက်ဆောင်အိတ်ခြင်းညာဘက်ဆောင်အိတ်တာကလည်းသူ့အားသာချက်နဲ့သူရှိပါတယ်ဘာကြောင့်လဲဆိုတော့နှလုံးရောဂါအခန်းရှိသူတချို့အတွက်ညာဘက်ဆောင်အိတ်ခြင်းကနှလုံးပေါ်တက်ရောက်တဲ့ဖိအားကိုလျော့နေစေပါတယ်တချို့သူတွေမှာညာဘက်ဆောင်အိတ်ခြင်းကအသက်ရှူရတာပိုတက်တောင့်တက်တာရှိတယ်လို့ခန်းစားရတတ်ပါတယ်ဘယ်သူတွေသတိထားရမလဲကိုယ်ဝင်ဆောင်မိခင်တွေအနေနဲ့ဘယ်ဘက်ဆောင်အိတ်ခြင်းကတတိသားစီတွေးနဲ့အာဟာရတက်ရောက်ရှိမှုအကောင်းဆုံးမှုဘယ်ဘက်ကိုပဲဦးစားပေးသင့်ပါတယ်ရှင်ဘူတက်သူတွေအနေနဲ့ညာဘက်ဆောင်အိမ်ရင်အဆစ်ပြန်တက်တာပိုဆိုးတက်တာမှုဘယ်ဘက်ကိုဆောင်အိမ်ဖို့အကြံပြုခြင်းပါတယ်ခြုံငုံကြည့်ရရင်တော့အစာချေစနစ်နဲ့ခန္ဓာကိုယ်အင်္ဂါရက်တွေရဲ့ဒီနေရာအရာဘယ်ဘက်ဆောင်အိမ်ခြင်းကကျန်းမာရေးအတွက်ပိုပြီးအကျိုးကျေးဇူးများပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့မိမိအတွက်တက်တောင့်တက်တာအရှိဆုံးနဲ့အရေးအဝါဆုံးဖြစ်မဲ့ပုံစံကိုရွေးချယ်ဖို့ပါပဲ